สวัสดีครับမင်္ဂလာပါထိုင်းစကားမြန်ပြောတတ်ချင်ရင်နေ့စဉ်သုံးစကားလုံးတွေကိုပုံမှန်ပြောသွားဖို့လိုပါတယ်ခဏခဏပြောပါထက်ခါပြောပါအဲ့လိုပြောခြင်းအဖြစ်မိမိရဲ့စကားပြောစွမ်းရည်တိုးတက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့ပြောကြားချင်ပါတယ်ကဲဗီဒီယိုကိုစလိုက်ရအောင်ဒီနေ့အားလားวันนี้ว่างไหมวันนี้ว่างไหมအားတယ်ว่างကျွန်တော်ကိုဆေးဝယ်ဖို့ခေါ်သွားလို့ရလားพาผมไปซื้อยาหน่อยได้ไหมพาผมไปซื้อยาหน่อยได้ไหมရတယ်လေဘယ်တော့သွားမလို့လဲได้สิไปตรงไหนได้สิไปตรงไหนခဏကြာရင်သွားမယ်เดี๋ยวก็ไปโอเคတကယ်လို့အဆင်သင့်ဖြစ်ရင်ပြောနော်โอเคถ้าพร้อมเมื่อไรบอกนะโอเคถ้าพร้อมเมื่อไรบอกนะဟုတ်ကဲ့ครับနောက်ထပ်ဘာဝေခြင်းသေးလဲจะซื้ออะไรเพิ่มอีกไหมจะซื้ออะไรเพิ่มอีกไหมအကိုက်ခဲပြောက်စီးနဲ့ရှူသေးဝယ်မယ်จะซื้อยาแก้ปวดกับยาดมจะซื้อยาแก้ปวดกับยาดมပြီးရင်ဘယ်ထပ်သွားအောင်မလဲแล้วก็จะไปไหนอีกไหมแล้วก็จะไปไหนอีกไหมအရွေးဝယ်ဖို့ဈေးမှာရလိုက်မယ်แวะไปซื้อผักที่ตลาดแวะไปซื้อผักที่ตลาดอาจารย์ကြီးဝင်မနေနဲ့နော်อย่าเข้านานนะအမမအရေးကြီးကိစ္စရှိတယ်พี่มีธุระด่วนโอเคကျွန်တော်နားလည်ပါတယ်โอเคผมเข้าใจครับကျေးဇူးများကြီးတင်ပါတယ်ขอบคุณมากครับဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်ဒီဗီဒီယိုကသင်အတွက်အကျိုးရှိမယ်ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့သိချင်တဲ့စကားလုံးများရှိခဲ့ရင် comment မှာရေးပြီးမေးလို့ရပါတယ်